ကိုခံစားချက်တွေနဲ့ဘယ်တော့မှမဖြတ်တမ်းပါနဲ့ခံယူချက်တွေနဲ့သာကိုယ့်ရဲ့ဘဝကိုဖြတ်တမ်းပါနေ့ရက်တိုင်းမှာအစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်စေကိုလှုပ်เสียရှိတာတွေကိုသာဆက်လုပ်ပါဖက်လက်စစာအုပ်လေးကိုပြီးအောင်ဆက်ဖတ်ပြီးလှုပ်လက်စအလုပ်တွေကိုလည်းပြီးအောင်ဆက်လုပ်ပါကိုသွားရမယ်ခရီးကိုရောက်အောင်သွားပါလှုပ်เสียရှိတဲ့အလုပ်တွေကိုလည်းပြီးအောင်ဆက်လုပ်ပါအစဉ်ပြေနေမှစိတ်ပျော်နေမှစိတ်ပါတဲ့အချိန်မှလုပ်မယ်ဆိုရင်ဘယ်အလုပ်မှပြီးတော့မှမဟုတ်ဘူးကိုယ့်ရဲ့ပန်းနိုင်ကိုရောက်အောင်သွားဖို့အတွက်ကိုယ့်ရဲ့ခြေလမ်းတိုင်းကအရေးပါတယ်လို့လှုပ်เสียရှိတဲ့အလုပ်အသေးအဖွဲလေးတွေကပါအစအရေးပါတယ်ဆိုတာကိုမမေ့ပါနဲ့အချိန်ဟာတိတ်ကိုတန်ဖိုးရှိတယ်ဆုံးရှုံးပြီးမှပြန်မရတဲ့အထဲမှာအချိန်လဲပါတယ်ဒါကြောင့်နေ့ရက်တိုင်းမှာကိုယ့်ရဲ့ဘဝကိုစိတ်ခံစားချက်တွေနဲ့မဖြတ်တမ်းပဲစိတ်ခံယူချက်တွေနဲ့သာဖြတ်တမ်းပါစိတ်ပါပါမပါပါလှုပ်ချင်ချင်းမလှုပ်ချင်ချင်းသွားချင်ချင်းမသွားချင်ချင်းကိုလှုပ်เสียရှိတဲ့အလုပ်တွေကိုပြီးစီးအောင်သာဆက်လုပ်ပါဒါစင်နေတော့စာပေချစ်သူဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ